Hello အားလုံးပဲမင်္ဂလာပါကျွန်တော်က Redoman ဖြစ်ပါတယ်ဒီနေ့ game လေးရတော့ Roblox ထဲကခုံရမယ့် game ပဲဖြစ်ပါတယ်ဟမ်လောခေါင်းမှာဒါမျိုးလေးခုံအောင်ဖြစ်ပါတယ်ခုံပြလိုက်ပါဟုတ်ပါတယ်ဒါမျိုးခုံအောင်ဖြစ်ပါတယ်ဒါပါပဲ game လေးရတော့နောက်ကတာဝါတိုင်းကိုခုံရမှာပဲဖြစ်ပါတယ် Okay let's go အရင်ဆုံးဘယ် game လဲလားအရင်ဆုံးလွယ်တာလေးအရင်ခေါ်အောင်ပါဟုတ်တယ်မလား yes ဒီခေါ်မယ်ကျွန်တော် game တော့အဆုံးကြီးတော့မစော့ပြတော့ပါဘူး video ရှည်အောင်မှာဆိုတော့ပါကြည့်ရအောင်တစ်ခါခုံမြင့်ကြီးပဲ oh my god ခုံမယ်ခုံနာမယ် my friend ခုံနာမယ် my friend ပြန်ထုတ်ကြပြီအခုံကြရင်အဲ့ဘောကဒုံးကြည့်နေတာတက်တာလားမသိပြန်ခုံမယ် scope ပြန်ခုံမယ်အော်ဒီကောင်ကခွက်ရွှေဖလားနှစ်ခုဆိုရင်တော့အန်ကလောလုပ်လို့ရပြီဒီမှာဥကတစ်ခုဆိုရင်ရပြီအိုးကြည့်ရအောင်ခုံတစ်ခါခုံအမြင့်ရောက်လာခုံနာမယ်အဲ့ခုံနေတိတ်မမြင့်တော့တူပဲအဲ့ဘောဒုံးကြီးကဘယ်လိုမှတက်တာလဲမသိဘူးတော့ဘာကောင်းမှမရှိသေးဘူးလောလောဆယ်ဘာပတ်မှမရှိသေးဘူးခုံနာမယ် my friend ခုံနာမယ်အိုးဘောရောက်တော့မယ် let's go အေးနည်းနည်းလိုတော့တယ်နည်းနည်းလိုတော့ငယ်ကြီးတော့နည်းနည်းပဲတက်ခုံအေးရောက်တော့မယ်ဒီကခုံရောက်ပြီလိုသေးတယ်ရော့Okay နောက်တစ်ခါပွင့်ပြီ let's go ပိုင်လိုက်အောင်နှိမ့်လို့မရအောင် Okay ပိုင် Okay ဒီက Candy Tower ဒီဥကဘယ်လောက်ဒီဥက3ခုဆိုပွင့်လို့ရပြီ Okay ကျွန်တော် Candy Tower ပေါ့တက်ကြည့်မယ်ဟမ်တိတ်တော့ရိုင်းတော့အမြည်မရအောင် Okay ခုံနာမယ်တော့အောက်ကိုခုံချတယ်အဲ့ဘောကဒုံးကြီးอ่ะမတက်ဘူးဟုတ်ပတ်ဝယ်မှာရမှာထင်တယ်ခုံနာမယ်ခုံပြီးတော့ပြန်ခုံချအောက်ကိုခုံချကြည့်အောင်တက်လာမတည်ဘူးဘောအမြင့်ပဲတိတ်မတက်ဘူးနော်တစ်ခုချင်းစီပဲတက်နေခုံနာမယ်ခုံဒီကောင်ကတော့မြင့်ရောက်တော့မယ်ဟာလက်ချော်သွားအေးโอเคနောက်ချိန်ထပ်စူးစမ်းမယ်ခုံနာမယ်100ကျော်ဒုံးကြီး100ကျော်128ရောက်သွားโอเคအိုးလိုသေးအများကြီးပဲဟုတ်တော့ဟိုပထမဟာပဲတော့ခုံကြည့်မယ်ပထမဟာဆိုရင်စုရတယ်ပထမဆိုရင်အလွယ်လေးစုရပြီဥဖောက်ပြီးထပ် try မယ် let's go ခုံနာရွှေခွက်ရပါပြီဆိုရင်ဥဖောက်မယ်open what ဥကပမာတော့ 50% ဘာအောင်ရောဘာအောင်မမြင်အောင် error တက်တာပမာတော့ကဥဖောက်တာအကောင်ပျောက်နေတယ်ကြည့်ကြပါဦးဟောမှာပေါ်တယ် inventory ထဲမှာပေါ်တယ်ဒီ1နဲ့ဘာရမလဲဘာကောင်းတော့လဲအိုးအဖြူအောင်လေးချစ်ကြလေးအကောင်ကြီးတော့ကြွလာယုံလာထိုင်ပါတော့ဒီတော့စက်တက်တော့မယ်ခုဆိုရင်စုလိုက်တာ73ခုရှိပြီပတ်ဖောက်နေ
ဘာရမယ်ဝင်မှာပင်ကွင်းရရင်တော့မဆိုဘူးပင်ကွင်းပန်ကိုပါပါအိုးရပြီပင်ကွင်းโอเคဒီကောင်ဘယ်နှခုတက်မလဲမသိဘူးကြည့်လိုက်အောင်အိုးခုနှစ်ခုတက်တယ်မဆိုဘူးနောက်ကန်သွားမယ်10ခုဟာမာနေတာအေးအိုးအမြင်ကြီးပဲနော်ပိုင်ကေဒါပိုင်ရောရုပ်ထားပါဟာငရဲတာပါတော့တာဝါပေါ်တက်ပြီးရှေ့ခွက်တွေလိုက်စုလိုက်အောင်ကဲခုဆိုရင်ကျွန်တော်ရွှေကောက်ကြည့်လိုက်တော့28ခုပြည့်သွားဆိုတော့နောက်တစ်ခန်းသွားလို့ရပြီ let's go okay ဒါပါခန်းတော့ပါတပါတော့ဟောမှာခြုံနေနဲ့ဟာတာဒါဥဖောက်တယ်တခါဖောက်ရင်10ခုလောက်နော် Aluminium တာဝါတဲ့ဟုတ်လား Aluminium တာဝါတဲ့တက်ကြည့်မယ် let's go โอ้အမြင်ကြီးပဲတက်တာ let's go ခုံမယ်ခုံโอ้အမြင်ကြီးပဲဒီကခုံရင်တော်တော်မြင်အောင်ခုံလာမတက်တော့ဟာတုံးကြီးက600ကျော်ရှိသွားပြီဟိုရောက်တော့ပွဲတော့မှာโอ้ตัวจูไว้တော့ဘောကအဲ့ Aluminium တာပါမှာကို U อ่ะ here ဆိုရင်ညာမှာကြည့်လိုက်ရောက်တော့မယ်တော့တခါရရင်စူပလာ6ခုပဲ let's go ဟိုပြုတ်ကြပြီခုံလာမယ်အိုးကျော် what the fuck ကျော်အမီးပဲကြာဘာယုံဟောအထက်လေးနဲ့ခုံက9ခုရှိပါပြီโอเคအောက်တက်ကြအောင်လုပ်ရမယ် yes နှစ်ခါတော့ရပါပြီ15ထက်ရတယ်3ခါတော့ရလိုက်တယ်တစ်ခါတည်းနဲ့ခိုင်းတော့3ခါတော့ရလိုက်တယ်ခေါ်ခန်းတက်ဖို့ကရွှေက50အောင်စုအောင်နော်တော့တက်စုလိုက်ပါဦးဗျကဲအခုဆိုရင်ကျွန်တော်တော့မှ45ရှိပါပြီနော်ပေါ်လဲရောက်သွားပြီဒီတစ်ခုပြင်50ပြည့်ပြီ let's go တက်ကြမှာโอเค6ခုတော့တက်တယ်51ရှိပါပြီအိုးထက်ရသေး63ရှိပါပြီဒီကပတ်သွားလိုက်အောင်61အိုး61ရှိပါပြီအိုး112ခုလောင်ရသွားပြီတစ်ခါနဲ့ရှိုးလိုက်အောင်ဦးလေးဖောက်အောင်ဦးက10ခုဖောက်ရတယ်အရင်မစိုးရတော့မပေးပါနဲ့ please 30% တော့မစိုးပါ30အိုးမစိုးကဲခုဆိုကျွန်တော်နောက်တစ်ခန်းသွားလို့ရပြီနောက်တစ်ခန်း50ဆိုတော့ပိုသေးရဟောကျွန်တော်မှရှိတာ100နဲ့တစ်ခုရှိတာဆိုတော့50ခုတော့ပိုနေသေးတယ်โอเคဒီဥကဘယ်လောက်တော့ဒါပါတာပါဒီကဥဘယ်လောက်20ပါတော့အိုး1% တော့မိုက်ရပဲ30% တော့ပဲပေးပါကောင်းပါပါအိုးကြောက်ကုန်အိုး 50% ပေါက်တယ် let's go မစိုးကဲဒီကောင်က125တောင်တက်တယ်ဟိုတော်တော်လေးကောင်းတာပဲရှုံမှယူလိုက်ပဲโอเคရုံရင်အိုးတော်တော်လေးမိုက်ရပဲโอเคဒီတာဝါလေးတက်လိုက်ပါအောင်မယ် bombastic tower ဘိုင်းတော့ bombastic tower အိုးအမြင်ပဲ oh my god ဘောကျွန်တော်ရဲ့ဒုံးကြီးကိုရှူလာ10k တောင်ရှိရယ် oh
အိုးမီးဒီတော့တော့မြင်တာပဲ Oh my god ခုံဟမ် Oh တော်တော်လေးမြင့်ရောက်တယ်ပဲကဲအခု65ရောက်ပါပြီသူတို့က65ရောက်ပါပြီ100ကျော်ဆိုရင်100လောက်ဆိုရင်ရပြီနောက်ခန်းပွင့်ပြီ Oh ခုံတာမြင့်တာကြော်ရတယ်တဲ့ Okay မတက်ဘူးလားတက်ပဲရတော့နောက်ခါထရအောင်နောက်တစ်ခါထရအောင်ရွှေတာ Okay ရတယ်နှစ်ခါရတယ် Okay နောက်ခန်းပွင့်လာပါပြီဗျာပိုင်လိုက်ပါပြီ Yeah Okay ဒီနေ့ဗီဒီယိုလေးတော့တော့ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲနှစ်တင်မှာပျော်ရွှင်ကြပါစေလို့ဆုတောင်းရင်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲbye byeပါ